အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့လက်ရှိ special follow channel မှာပွဲကြိုသုံးသက်ချက်တွေရေးသားနေသလို Anime Sport နဲ့ Weekend Sport မှာလည်းကျွန်တော်ပွဲကြိုသုံးသက်ချက်တွေတင်ဆက်နေပါတယ်ကျွန်တော်ရဲ့ Facebook page မှာတော့ညတိုင်း live လွှင့်နေပါတယ်ဒီနေ့ညမှာတော့ကျွန်တော် Champion League ပွဲစဉ်တွေရှိရဗျဟိုဆိုတော့မနေ့ကစားသွားတဲ့ Champion League ပွဲစဉ်တွေမှာPremier League အသင်းတွေရလည်းမကောင်းခဲ့ဘူးဒီနေရာမှာဆွမ်းဆောင်ရည်ပိုင်းဆိုတာထက်ကြေးပိုင်းရဖြစ်တင်တာတွေပို့ပြီးတော့ဖွင့်နေထားတာတွေတွက်တွေ့ရတယ်ဒုတိယကြော့မှာလက်ရှိဒီနေ့ညမှာပထမဦးဆုံးအနေနဲ့ကျွန်တော်ဘာစီလိုနာနဲ့နယူကာဆယ်ပွဲစဉ်ကိုရွေးချယ်သုံးသက်ပေးခြင်းပါတယ်လက်ရှိမှာဘာစီလိုနာတလုံးသေးအကျော်ပြီးတာတယ်ဂိုးပေါင်းသေးက 3.5 win you 1 win you နဲ့ 3.5 win you ချားမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်နယူကာဆယ်အနေနဲ့ဂိုးရနိုင်ခြေဇယိုက်ရှိတယ်လို့ရေဘူးရအဖြစ်သတ်မှတ်လို့ရတယ်ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး၄ချိန်မှာဆိုလို့ရှိရင်ဘာစီလိုနာအနေနဲ့၃ချိန်နိုင်တယ်တစ်ချိန်သေးကြပြီးတော့နယူကာဆယ်အနေနဲ့နိုင်ပွဲမရှိဘူးအဲ့ဒီ၄ပွဲစလုံးကိုပြန်ကြည့်မယ်ဆိုရင်2002-2003မှာဘာစီလိုနာအိတ်ကွင်းမှာ3-1နဲ့နိုင်တယ်အဝေးကွင်းမှာ0-2နဲ့နိုင်တယ်2025မှာနယူကာဆယ်အိတ်ကွင်းမှာဘာစီလိုနာ1-2နဲ့နိုင်တယ်ပထမအကြောကတော့နယူကာဆယ်အိတ်ကွင်းမှာဘာစီလိုနာ 0.25 ပေးပြီးတော့တစ်ဖက်တကူစီတေးကြခဲ့တယ်ပထမအကြောကခြေစွမ်းပိုင်းရဆိုရင်တော့နယူကာဆယ်တော်တော်လေးတုံ့ပြန်နိုင်တာကိုတွေ့ရတယ်ဒါပေမဲ့လက်ရှိအနေထားရပြန်ကြည့်မယ်ဆိုရင်တော့အိတ်ကွင်းပထမဦးဆုံးအနေနဲ့အိတ်ကွင်းဝေးကွင်းဈေးတန်းရဆိုရင်ဒီပွဲစဉ်ကဘာစီလိုနာဖွင့်နေမှုကမှန်ကန်တဲ့ဖွင့်နေမှုလို့ပြောလို့ရတယ်ဘာစီလိုနာအနေနဲ့ချန်ပီယံလိနောက်ဆုံးအိမ်ကွင်း၄ပွဲမှာပြတ်ကြည့်မယ်ဆိုရင် PSG တသိန်းကို 1-2 နဲ့ရှုံးတယ်။ Olympiacos ကို 6-1 နဲ့နိုင်တယ်။ Frankfurt ကို 2-1 နဲ့နိုင်ပြီးတော့ကိုပရင်ကွင်းကို 4-1 နဲ့နိုင်တယ်။ဒီနေရာမှာချစ်ဖွင့်မှုတွေရပြတ်ကြည့်မယ်ဆိုလို့ရှိရင်ရေဘူးရအားပြတ်ကြည့်မယ်ဆိုရင်ဘာစီလိုနာအနေနဲ့အိမ်ကွင်း၄ပွဲစလုံးမှာ Uber 255အထက်ကြီးပဲဖြစ်ခဲ့တယ်။အိမ်ကွင်း၄ပွဲစလုံးပဲပထမပိုင်းမှာနောက်ဆုံး2ပွဲဆက်ကပြိုင်ဘက်တင်းတွေကိုဂိုးပေးခဲ့ရတယ်။ဥပမာကိုပင်ဟင်ကင်ကိုပထမပိုင်းမှာဂိုးပေးခဲ့ရတယ်ဖန်ဘောက်လည်းပထမပိုင်းမှာဂိုးပေးခဲ့ရတယ်ဆိုတော့လက်ရှိဘာစီလိုနာရဲ့အိမ်ကွင်းအဝေးကွင်းတိုက်စစ်ပိုင်းနဲ့ခံစစ်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ခံစစ်ပိုင်းကတော့မစိုးဘူးလို့ပြောလို့ရတယ်အိမ်ကွင်းတိုက်စစ်ပိုင်းကိုပြန်ကြည့်ပြန်တော့လည်းအားရစရာအခြေအနေရှိတယ်အိမ်ကွင်းနောက်ဆုံး3ဘက်ဆက်ချန်ပီယံလိအိမ်ကွင်းနောက်ဆုံး3ဘက်ဆက်နိုင်ပွဲရထားတယ်နယူကာဆယ်ကိုပြန်ကြည့်ပြန်တော့နယူကာဆယ်အနေနဲ့ချန်ပီယံလိအဝေးကွင်းနောက်ဆုံး9ပွဲမှာကွာဘက်ကိုနိုင်တယ် USG ကိုနိုင်တယ်နိုင်ခဲ့တဲ့2ပွဲစလုံးကဂိုးပြတ်တွေကြီးပဲဒီနေရာမှာကစားနည်းနည်းခတ်တဲ့မာစီတို့လီဗာပူးဆယ်တို့ PSG တို့နဲ့အဝေးကွင်းပွဲတွေနေမှာတော့တိတ်ပြီးတော့အားရစရာအခြေအနေမျိုးတော့မရှိဘူးမာစီကို2-1နဲ့ရှုံးတယ်လီဗာပူးဆယ်နဲ့ PSG ကိုတော့1-1တည်1-1နဲ့လီဗာပူးဆယ်ကို2-2တည်ကစားထားတယ်။အဝေးကွင်းနောက်ဆုံး9ပွဲမှာဆိုရင်3ပွဲကြေးအောင်နဲ့2ပွဲကြေးပြန်ခွာတယ်။နယူကာဆယ်ထိုနီးတူပဲဘာစီလိုနာလိုပဲအဝေးကွင်းရောက်လို့ရှိရင်ဘယ်ပြိုင်ပဲမဆိုဂိုးလဲတွေ့နေဂိုးလဲပေးရတယ်။ဆိုတော့ဒီနှစ်သင်းကြားမှာတိတ်ပြီးတော့ထွေထူးမရှိနေတာကဘာလဲဆိုတော့ရေဘူးရအဖြစ်ကန်စစ်ပိုင်းဒါပေမဲ့ကျွန်တော်ကဒီပွဲတင်မှာကန်စစ်ပိုင်းဆိုတာတဲ့ဘာစီလိုနာရဲ့1 win ကိုပို့ပြီးတော့အားရရပဲပြောရမှာပဲဘာလို့လဲဆိုတော့နယူကာဆယ်မှာပြန်ကြည့်မယ်ဆိုရင်ပထမကြောရက်လက်ပိုင်းကိုအပြောင်းလဲတိတ်ပြီးတော့ရှိလာမယ်လို့တော့မထင်ဘူးဘာစီလိုနာလူစင်းပိုင်းနဲ့နယူကာဆယ်လူစင်းပိုင်းမှာနယူကာဆယ်ကွင်းလယ်ပိုင်းမှာဂွီမာဝစ်ကတော့၄လပိုင်းလောက်ဝက်လောက်ကြာမှစပြီးတော့ပြန်ပြီးတော့ဒဏ်ရာပြဿနာပိုင်းတက်တာလာမယ်ဒီနေ့ပွဲစဉ်မျိုးအခုလိုအဝေးကွင်းပွဲစဉ်မျိုးတွေမှာဂွီမာဝစ်လိုကွင်းလယ်ကောင်းတဲ့ကစားသမားတယောက်မပါတာတော့နယူကာဆယ်အတွက်ထိချက်နာတဲ့ပွဲစဉ်လို့ပြောရမယ်ဘာစီလိုနာရဲ့နောက်ဆုံးအိမ်ကွင်း16ပွဲပြိုင်ပွဲဆောင်အိမ်ကွင်း16ပွဲမှာဆို18ပွဲထိနိုင်ထားတယ် PSG တသိန်းကိုပဲရှုံးထားတယ်ဒီနေရာမှာပြန်ကြည့်မယ်ဆိုရင်အဲ့ဒီ18ပွဲစလုံးဂိုးသွင်းထားနိုင်တယ်16ပွဲစလုံးဂိုးသွင်းထားနိုင်တယ်ဆိုတော့အဲ့ဒီ16ပွဲထဲမှာပြန်ပြီးကြည့်မယ်ဆိုရင်18နဲ့10လပိုင်း2025တဲကဆိုရင်ဂီယိုနာကို2-1နဲ့အိမ်ကွင်းမှာနိုင်သွားပြီးကြတဲ့ဘာစီလိုနာရဲ့အိမ်ကွင်းပွဲတွေကရေဘူးရအဖြစ်နောက်ဆုံး14ပွဲဆက်တဲ့ဘွဲကိုအနေဆုံး2ဂိုးသွင်းထားနိုင်တဲ့တိုက်စစ်ပိုင်းကိုပိုင်ဆိုင်ထားတယ်ဂိုးပေါင်းအနေနဲ့စဉ်းစားမယ်ဆိုရင်တော့လက်ရှိဂိုးပေါင်းတွေကတော့ကျွန်တော်မာတယ်လို့ခံစားမိရဲ့လက်ရှိခြေစွမ်းပိုင်းရဆိုရင်တော့ဘာစီလိုနာရဲ့အိမ်ကွင်းတိုက်စစ်ပိုင်းကတော်တော်လေး strong နေတယ်ဆိုတာဒါအားလုံးသိပြီးသားခံစစ်ပိုင်းကလည်းရေဘူးရအဖြစ်ပြတ်ကြည့်မယ်ဆိုလို့ရှိရင်2ပွဲဆက်ပေါ့နော်ဒီ14ရက်နေ့17လပိုင်း2025တဲ့ဘာစီလိုနာရဲ့အိမ်ကွင်းမှာဘယ်ပြိုင်ဘက်ကိုမဆိုအိမ်ကွင်းမှာ2ပွဲဆက်တီတိုက်ခံစစ်ကဂိုးပေးခဲ့ရတာမျိုးတော့မတွေ့ရဘူးဗျနောက်တစ်ချက်နယူကာဆယ်ရဲ့ဒီဟာဒီအဝေးကွင်းပိုင်းနေမှာတော့တိတ်ပြီးတော့အားမရဘူးနယူကာဆယ်အနေနဲ့နောက်ဆုံးဒီပြိုင်ပွဲဆောင်အဝေးကွင်းပွဲ20မှာဆိုရင်သူ့အနေနဲ့2ပွဲဆက်အဝေးကွင်းကနေကလင်းရှိရခဲ့တာက10လပိုင်းနဲ့9လပိုင်းကျောင်းမှာ USG နဲ့ဘုံမောက်ကိုဇီးသီးကြပြီးတော့ USG နဲ့ပွဲတင်မှာ0-4နဲ့နိုင်သွားတယ်အဲ့ဒီပွဲတင်ပြီးတဲ့နောက်မှာပြန်ကြည့်မယ်ဆိုရင်နယူကာဆယ်အနေနဲ့ခံစစ်ပိုင်းကကလင်းရှိရခဲ့တာဝူဗာတန်နဲ့ဂိုးမရှိသေးကြခဲ့တဲ့ပွဲတင်နောက်ဆုံး Chelsea နဲ့0-1နဲ့နိုင်သွားတဲ့ပွဲတင်ဒီနှစ်ပွဲပဲရှိတယ်ပုံမှန်အားဖြင့်နယူကာဆယ်ကဒီယာဒီမှာပြိုင်ဘက်တွေကိုဂိုးပေးရဖို့ရာဂိုင်နှုန်းတော်တော်လေးများတယ်အဝေးကွင်းကဆိုနောက်တစ်ချက်ဒီမှာထူးထူးခြားခြားထပ်ပြီးတော့ပြောရမယ်ဆိုရင်နယူကာဆယ်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲဆက်ထိကြေးမကျသေးတာလည်းပထမဦးဆုံးချိန်ဖြစ်တယ်လို့ဘာစီလိုနာကလည်းလက်ရှိမှာအိမ်ကွင်းနောက်ဆုံး10ပွဲဆက်ထိကြေးမကျတာဘူးနောက်ဆုံး9ပွဲဆက်ကကြေးအောင်နိုင်တယ်ပြောရမယ်ဆိုရင်ဘာစီလိုနာကခြေစွမ်းနဲ့ကြေးနောက်မှာတော်တော်လေးလိုက်နိုင်တဲ့အသင်းမျိုးတွေမှာပါတယ်လက်ရှိ1 win ရိုးကတော့ကျွန်တော်ပထမအစဗီဒီယိုအစမှာပြောခဲ့သလိုပဲလက်ရှိအနေထားရဆိုရင်အိမ်ကွင်းအဝေးကွင်းဈေးတန်းရဆိုလဲမှန်ကန်မှုရှိတယ်လို့ဘာစီလိုနာရဲ့အိမ်ကွင်းလုံးနိုင်စွမ်းအားကိုပဲမူတည်ပြီးတော့ဒီနေ့ညမှာဘာစီလိုနာရဲ့
အိတ်ကွင်းမှာတကူးနဲ့နိုင်တာနဲ့တေကြမဲ့ဝင်ယူပိုင်းကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ကျွန်တော်ကတော့ဘာစီလိုနာဘော်ဒီပထမဆုံးရွေးကွက်အနေနဲ့ရွေးချယ်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ